ထပ်ပြီးဖတ်ပြပေးမယ့်စာအုပ်ကကိုချစ်နံပါတ်1ဘယ်သူရေးပေးထားရလဲဆိုတော့ထမျက်နိုင်စင်ဒါရေးဆရာထမျက်နိုင်စင်ပဲဖြစ်ပါတယ်ဒီစာအုပ်ထဲမှာဆိုလို့ရှိရင်စုစုပေါင်းအပိုင်း9ပိုင်းပါဝင်ပါတယ်အပိုင်းတစ်ပိုင်းကိုဆိုရင်မပါဘူးဆိုရင်အနည်းဆုံး50ပိုင်းလောက်တော့ခေါင်းစဉ်အနေနဲ့ပေါ့နော်အဲ့လောက်တော့ပါပါတယ်ကောင်းပါတယ်ကိုချစ်နံပါတ်1တဲ့တကယ်လဲလိုအပ်တယ်ဒီလိုစိတ်ထားဖို့ဆိုတာတကယ်တော့မလွယ်ကူဘူးပေါ့နော်ကျွန်တော်ကိုယ်တိုင်လဲကိုဘယ်တော့မှမချစ်တတ်ခဲ့ဘူးပေါ့နော်အခုရောချစ်လားလို့မေးလို့ရှိရင်မချစ်တတ်သေးဘူးအဲ့တော့ဒီစာအုပ်လေးကိုနားထောင်သူတွေအတွက်ဖတ်ပြရင်းနဲ့ပဲတခါတည်းတူတူဖတ်သွားလိုက်မယ်ပေါ့နော်စာဖတ်သူလည်းဒီစာအုပ်ကိုမဖတ်သေးဘူးပေါ့နော်ဒါပထမဆုံးဖတ်တာပဲဖြစ်ပါတယ်သူရဲ့မိတ်ဆက်နေတမ်းမှာဆိုရင်မိမိကိုတံမိုးထားလေးစားမှုဆိုတဲ့အင်တန်အရေးကြီးတဲ့အကြောင်းအရာတစ်ခုအကြောင်းကိုဆွေးနွေးကြရအောင်အခြားသူတွေနဲ့ကျွန်တော်တို့အကြားဆက်ဆံရေးတွေကျွန်တော်တို့ရဲ့ကိုယုံကြည်မှုအဆင့်လုပ်ငန်းပိုင်းဆိုင်ရာကျွမ်းကျင်အောင်မြင်မှုပျော်ရွှင်မှုအတွင်းစိတ်ငြိမ်ချမ်းမှုအနာဂတ်မှာပိုင်ဆိုင်ရရှိဖို့ရည်ရွယ်ထားတဲ့အောင်မြင်မှုစတဲ့ကျွန်တော်တို့ဘဝရဲ့ကဏ္ဍဆုံးရှုထောင့်နယ်ပယ်ဆုံးပေါ်မှာကျွန်တော်တို့ရဲ့ self esteem ဟာတက်ရောက်မှုတွေကိုဖြစ်ပေါ်စေပါတယ်ဒီမိမိကိုတံမိုးထားလေးစားမှုဟာစိတ်ပိုင်းဆိုင်ရာကစင်ကလေးအားဖြစ်မှုတွေအများစုရဲ့အရင်ခံအကြောင်းရင်းလည်းဖြစ်ပါတယ်တဦးတယောက်ကောင်းအတွက်မဟုတ်ဘဲလူမှုအဝန်းအဝိုင်းအတွက်ပါအကျုံးဝင်တဲ့အရင်ခံအကြောင်းရင်းဖြစ်ပါတယ်နှစ်ပေါင်းများစွာအတွင်းမှာကိုယ့်ရဲ့ self esteem ကိုတိုးမြင့်ခြင်းဆိုတဲ့ထိညှိပြောင်းလဲမှုလေးတစ်ခုကိုလှုပ်လိုက်ရုံနဲ့ရုပ်ချီးအကြီးကျယ်ပြောင်းလဲတိုးတက်ပြီးကိုယ့်ရဲ့အကြီးမားဆုံးရည်မှန်းထားတဲ့ဗန်းနိုင်စီရောက်ရှိသွားကြတဲ့သူတွေကိုကျွန်တော်တွေ့ခဲ့ရပါတယ်ဒီ self esteem နှိမ်ပါအားနည်းသူတွေဟာလုပ်ဖို့ကိုင်ဘက်တွေရွေးချယ်တဲ့နေရာမှာလုပ်ငန်း project တွေရွေးချယ်တဲ့နေရာမှာဒါမှမဟုတ်လုပ်ငန်းကိုင်ငန်းတွေရွေးချယ်တဲ့နေရာမှာမှားယွင်းရွေးချယ်နိုင်ခြင်းမြင်မာတတ်ပါတယ်သူတို့တွေကစိတ်ခွန်အားတကြွမှုအားနည်းကြတယ်ရီမှန်းချက်ပန်းနိုင်ကိုရယူအောင်မြင်လို့မှုအားနည်းပြီးလုပ်ရည်ကိုင်ရည်နှုတ်ချနှိမ်ပါကြတယ်အကယ်၍သူတို့ရဲ့ရီမှန်းချက်ပန်းနိုင်ကိုရရှိပြီးအောင်မြင်မှုရရှိတဲ့အခါမှာလည်းသူတို့ကအမှန်တကယ်မပျော်ရွှင်နိုင်ကြဘူးတခြားသူတွေရဲ့သဘောတူထောက်ခံမှုကိုအချိန်ပြည့်လိုလားနေတဲ့အတွက်တစ်ဖက်သားရဲ့အကြံဉာဏ်တွေပေါ်မှာအလွန်တရာမိခိုးအပြုသူတွေဖြစ်သွားပြီးတော့သူတို့အခြေအနေအရရကြောင့်နစ်နာဆုံးရှုံးရသူတွေလို့တစ်ချိန်လုံးခံစားနေတတ်ကြတယ်။များသောအားဖြင့်သူတို့ဟာသူတို့အရန်ကိုမညမတာရက်ဆက်တတ်ကြပြီးဝေဖန်ကြရမှုတွေကိုကောင်းကောင်းမွန်မွန်မကင်တွယ်တတ်ကြပါဘူး။ self esteem အနေမှုဟာဘေးဥပတ်ဖြစ်စေတဲ့စိုးရိမ်ပူပန်မှုဘေးဥပတ်ဖြစ်စေတဲ့စိတ်ဖိစီးမှုနဲ့အိပ်မပျော်ခြင်းအပါအဝင်စိတ်ပိုင်းဆိုင်ရာကြောင့်ရုပ်ပိုင်းဆိုင်ရာယောဂဝေဒနာဖြစ်ခြင်းစတဲ့ယောဂလက္ခဏာများစွာကိုဖြစ်ပွားစေပါတယ်။မှန်ပါတယ်ကျွန်တော်ကရေဘူးရသဘောတရားကိုခြုံငုံပြီးသုံးသပ်ပြောဆိုခြင်းပါလူတဦးတယောက်ချင်းစီဟာမတူကြည်ကြတဲ့အတွက်ကွဲပြားခြားနားစွာစမ်းသပ်စစ်ဆေးကြရမှာဖြစ်တယ်။ဒါပေမဲ့ဖော်ပြပါဒီအကြောင်းအရာတွေဟာ self esteem နည်းပါးသူတွေမှာအများအပြားတွေ့ရလေရှိတဲ့ဝိသေသလက္ခဏာတွေဖြစ်တယ်။တစ်ဖက်မှာ self esteem မြင်မာအားကောင်းတဲ့ပုဂ္ဂိုလ်တွေဟာသူတို့ကိုယ်သူတို့ယုံကြည်မှုရှိကြတယ်။အပြစ်မကင်းတဲ့စိတ် gratitude ကိုမခံစားဘဲသူတို့ကိုယ်သူတို့အမှားယွင်းဖြစ်ခွင့်ပြုထားကြတယ်။လေးလာသိမ်ယူခွင့်ပြောင်းလဲတိုးတက်ခွင့်တွေရရှိမဲ့နည်းလမ်းတွေတစ်တွေကိုအမြဲရှာဖွေတတ်ကြတယ်။သူတို့ကိုယ်သူတို့ထိုက်တန်သူတွေလို့သဘောထားပြီးဝေဖန်ခဲ့ရခံရမှုတွေနဲ့ကြုံတွေ့လာခဲ့ရင်တောင်မှကိုယ်တိုင်နဲ့တစ်ဖက်သားအပေါ်အကောင်းမြင်စိတ်ထားတတ်ကြတယ်။အမှားကိုဝန်ခံရခြင်းအားနည်းချက်ကိုဝန်ခံရခြင်းပ
ပြောကွက်ကိုဝန်ခံရခြင်းတွေအပေါ်စိတ်မတက်မတာဖြစ်လေမရှိကြပါဘူးပြစ္ဆုတ်ပံကာလမှာပဲတဲ့နေလေးရှိကြတယ်အားကောင်းတဲ့ကိုတံပိုးထားလေးစားမှု self esteem ရှိခြင်းဆိုဒီမှာကိုကျင့်နဲ့ပျော်ရွှင်ခြင်းဖြစ်ပြီးဘဝကပေးလာတဲ့ကောင်းမွန်ခြင်းတွေနဲ့ကိုဟာထိုက်တန်သူဖြစ်တယ်လို့ယုံကြည်ခြင်းဖြစ်တယ် self esteem အားနည်းခြင်းနဲ့ self esteem အားကောင်းခြင်းတို့ရဲ့တိတိတတ်တာအကျိုးသက်ရောက်မှုအလုံးကိုနားလည်သိရှိပြီးတဲ့နောက်မှာကျွန်တော်တို့အားလုံးအတွက်မေးခွန်းတစ်ခုမေးစရာရှိလာပါတယ်နေပါတဲ့ self esteem ကိုမြင်မာလာအောင်အားနည်းတဲ့ self esteem ကိုအားကောင်းလာအောင်ဘယ်လိုလုပ်ဆောင်ရမလဲ self esteem တိုးတက်ကောင်းမွန်လာအောင်ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာပါပဲကျွန်တော်တို့ရဲ့ဘေးပတ်လည်မှာ self esteem နဲ့ပတ်သက်လာရင်တိုးတက်မြင်မာအောင်လုပ်ဆောင်ရမယ့်အရာတွေအများကြီးရှိနေတာကိုတွေ့ရပါတယ်အကြောင်းအရင်းကကျွန်တော်တို့ဟာကလေးဘဝနဲ့နုနယ်ပြိုမြစ်ချိန်မှာကျွန်တော်တို့ရဲ့မတိစိတ်ထဲမှာကန့်သက်ထားတဲ့ယုံကြည်မှုတွေဟာအမြင့်တွေခိုင်ခန့်နေပုံပါပဲဒီတော့ကိုယ့်ရဲ့ self esteem အားနည်းရခြင်းအတွက်မိဘတွေဆရာသမားတွေနဲ့တခြားသူတွေအပေါ်အပြစ်ပုံချခြင်းကိုသဘောကျနှစ်သက်ကြလေတော့ဒီပြဿနာ self esteem အားနည်းရခြင်းပြဿနာကိုကျော်လွှားနိုင်ဖို့ရာအမှန်တကယ်အကူအညီမရဘူးဖြစ်နေပါတယ်ကျွန်တော်တို့ရဲ့အတိတ်မှာဘာတွေပဲဖြစ်ခဲ့ပါစေကျွန်တော်တို့ဟာကိုယ့်ရဲ့ဇလံကိုပြန်လဲပြုပြင်ရေးသားနိုင်စွမ်းရှိတယ်ကိုယ့်ရဲ့ self esteem ကိုအားကောင်းလာအောင်ပြန်လဲထူထောင်နိုင်စွမ်းရှိတယ်ဆိုတာကိုကျွန်တော်တို့အနေနဲ့သတိမူရပါမယ်တောင်းယူဆောင်ရပါမယ်အကောင်းဆုံးကတော့ဒီလိုလုံနိုင်စွမ်းရှိလာဖို့လျှို့ဝှက်နီလန်းတွေမရှိခြင်းဖြစ်ပါတယ်ကိုယ်တိုင်နဲ့ပတ်သက်ပြီးကိုဘဝကိုစွမ်းရည်ကိုပင်ကိုမွေးရပါတမိုးတွေနဲ့ပတ်သက်ပြီးကိုစိတ်ထဲမှာတဝင်ယုံကြည်ထားမှုတွေကိုပြောင်းလဲတိုးတက်အောင်ပြုပြင်ဆောင်ရွက်ခြင်းနဲ့ပဲကိုထင်မြင်ယူဆထားတဲ့အတွေ့အမြင်ယူဆတွေကိုပြောင်းလဲလိုက်ဖို့ပါပြီးတော့ခမည်းလက်ထဲမှာကင်ဆောင်ထားတဲ့ဒီစာအုပ်ကဖော်ပြပါအကြောင်းအရာတွေရလာဖို့အတွက်ခမည်းကိုကူညီပေးပါလိမ့်မယ်ငါကကူကယ်ရမဲ့နေတဲ့နင့်နာသူတယောက်ပဲဘဝမှာဖြစ်လာရတာတွေအတွက်ငါမှခုခိုင်နိုင်စွမ်းဘာစွမ်းမှမရှိပါဘူးငါကအရေးချင်းမရှိတဲ့သူတယောက်ပဲဘဝမှာကောင်းမွန်ခြင်းတွေဆိုတာငါနဲ့မထိုက်တန်ပါဘူးငါတို့တွေအားလုံးမှာမကောင်းတာတစ်ခုခုကတော့ရှိနေတာပဲအဲ့လိုစကလုံးတွေရဲ့ပျက်စီးကြောင်းဖြစ်စေတဲ့တဝင်ယုံကြည်မှုတွေကိုဖယ်ရှားနိုင်စေဖို့ဒီစာအုပ်ကအကူအညီပေးပါလိမ့်မယ်ခမည်းအနေနဲ့ self esteem အကောင်းလာစေဖို့အချိန်နဲ့ခွန်အားကိုစိုက်ထုတ်ကြိုးစားမယ်ဆိုရင်ရလက်တွေကမယုံကြည်နိုင်လောက်အောင်တိတ်ကိုကောင်းမွန်လာပါလိမ့်မယ်ကိုယုံကြည်မှုတွေပုံမမြင်မာလာမယ်လူမှုဆက်ဆံရေးတွေပုံမကောင်းမွန်လာမယ်အလုပ်သဘောဆက်ဆံရေးတွေမှာပုံမချောမွေ့လာမယ်ဘဝမှာငြိမ်းချမ်းသာယာမှုတွေရှိလာမယ်ဒါတွေဟာရရှိလာမယ်ရလက်တွေကတချို့တလေပေါ့တခြားသူတွေရဲ့ဝေဖန်ကြဲမှုတွေပေါ့ခမည်းအနေနဲ့မတုံ့လောက်တော့ဘူးစိတ်နှောက်ယှက်မဖြစ်တော့ဘူးကိုယ့်ရဲ့စိတ်အတွေးတွေကိုယ့်ရဲ့တမိုးထားမှုတွေကိုယ့်ရဲ့အထင်မြင်ယူဆချက်တွေကိုစိတ်လွတ်ကိုယ်လွတ်ဖော်ပြနိုင်စွမ်းရှိလာမယ်ဘာလို့လဲဆိုတော့ခမည်းရဲ့ကိုယ်ပိုင်တန်ဖိုးဆိုတာတခြားသူတွေရဲ့လက်ခံပေးမှုအပေါ်မူတည်နေခြင်းမရှိတော့ဘူးကိုအခက်ခဲတွေစိုးရိမ်ပူပန်မှုတွေစိတ်ဖွေးစီးမှုတွေပေါ်ပေါက်လာတဲ့မလွှဲမရှောင်သာအခက်ခဲတွေတိုင်းကိုပုံမကောင်းမွန်စွာကင်တွယ်ဖြည့်ရှင်းနိုင်စွမ်းတွေရှိလာမယ်ဘဝရဲ့နေပယ်ကဏ္ဍအစုံမှာပျော်ရွှင်မှုတွေကျင့်တဲ့ဝမ်းသာရမှုတွေခမည်းအနေနဲ့ပို့ပြီးတော့ကြုံတွေ့ခံစားရလာပါလိမ့်မယ်ကြားရတာကျင့်တဲ့ဆရာပဲဟုတ်တယ်မလားစာအုပ်ကိုအသုံးပြုနည်းဒီစာအုပ်ကိုအသုံးပြုနီလန်းပေါင်းများစွာရှိပါတယ်ပထမဦးဆုံးစာအုပ်တော်လုံးကိုဖတ်ပြီးစာအုပ်ထဲမှာရေးသားဖော်ပြထားတဲ့သဘောတရားများနဲ့ရင်းနှီးကျွမ်းဝင်အောင်လုပ်ဆောင်ပါ
သဘောတရားတချို့ကနှစ်သက်လက်ခံဖို့လွယ်ကူမှဖြစ်ပြီးတချို့ကတော့လက်ခံရခက်ခဲပါလိမ့်မယ်စိတ်မပူပါနဲ့ခမတယောက်တည်းမှာပဲဒီလိုဖြစ်တာမဟုတ်ပါဘူးပြီးရင်စာအုပ်ကိုဒုတိယအကြိမ်ဖတ်ပြီးစတင်လှုပ်ဆောင်ပါခမအနေနဲ့အစားကနေစတင်လှုပ်ဆောင်ပြီးလေ့ကျင့်ခန်းတစ်ခုပြီးမှနောက်တစ်ခုဆောင်ရွက်ခြင်းဒါမှမဟုတ်မိမိအနှစ်သက်ဆုံးလေ့ကျင့်ခန်းများစွာကိုဥစွာပထမလှုပ်ဆောင်ခြင်းကိုဆောင်ရွက်နိုင်ပါတယ်စာအုပ်ပါလေ့ကျင့်ခန်းများကိုကိုယ်နှုံထားကိုယ်အရှိန်အတိုင်းလေ့ကျင့်ဆောင်ရွက်နိုင်ပါတယ်ရိုးရှင်းလွယ်ကူလို့အသုံးမဝင်ဘူးရဲ့လို့မမှတ်ယူပါနဲ့အယူအဆသဘောတရားနဲ့အတွေးခေါ်အများစုကအရန်ကိုရိုးရှင်းလွယ်ကူပေမဲ့ဒီယူဆတွေကခမည်းဘဝကိုတိတိတတ်တာတိုးတက်ပြောင်းလဲနိုင်စေပါတယ်ဘလို့ပဲဖြစ်ဖြစ်စာအုပ်ကိုဖတ်ရုံများနဲ့တော့လုံလောက်မှာမဟုတ်ပါဘူးကိုယ့်ရဲ့ self esteem ကိုတိုးတက်မြင့်မားလို့တဲ့ဆိုရင်ခမည်းအနေနဲ့အကောင့်ထဲပေါ်လှုပ်ဆောင်နိုင်ဖို့လေလိုပါတယ်လှုပ်ဆောင်ဖို့ထိုက်တန်ပါလိမ့်မယ်ဆိုတာကိုကျွန်တော်အာမခံပါတယ်ပုဂ္ဂလိကမှတ်ချက်သဘောမကျဆုံးအယူအဆသဘောတရားတွေလေ့ကျင့်ခန်းတွေကိုအများဆုံးလေ့ကျင့်လှုပ်ဆောင်ပါဟုတ်ကဲ့ခမည်းနားလေတာအမှန်ပါပဲသဘောမကျဆုံးလေ့ကျင့်ခန်းတွေကိုအများဆုံးလေ့ကျင့်လှုပ်ဆောင်ပါမဖြစ်နိုင်တာဒါကြီးကတော့ငါအတွက်မဟုတ်သေးပါဘူးလို့စိတ်ထဲမှာပြောနေသူတွေအတွက်ပြောရရင်ညာသောအဖြစ်ကခမည်းအနေနဲ့မတင်ယူမလေ့လာခြင်းဆုံးအရာတွေတင်ယူလေ့လာဖို့ဥဆုံးညင်းပယ်လိုက်တဲ့အရာတွေဆိုတာခမည်းလေ့လာတင်ယူရမယ့်အရာတွေပဲဖြစ်ပါတယ်ဒါကစိတ်ပိုင်းဆိုင်ရာသဘောတရားတစ်ခုပါပဲခမည်းရဲ့ self esteem ကိုမြင့်တင်မဲ့ခီးတစ်ခုကိုဆက်လိုက်ကြရအောင်ပျော်ရွှင်ပါစေဒီနေ့အတွက်တော့ဒီလောက်ပါပဲနောက်ရက်တင်မှာလည်းဖတ်ပြီးတော့တင်ပေးပါအောင်မယ်ကျေးဇူးတင်ပါတယ်ရှင်